နိဗ္ဗာန်ကိုသွားတော့မယ်ဆိုရင်ဘာနဲ့သွားတယ်လဲလူတွေကနိဗ္ဗာန်ကိုသွားမယ်ဆိုရင်ဣဒမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုဒီကောင်းမှုသည်နိဗ္ဗာန်ရဲ့အကြောင်းဖြစ်ပါစေဆိုဒါကိုယ့်ရဲ့ဆန္ဒကိုဟောပြတာအဲ့လိုလေးနဲ့လုံးယုံနဲ့နိဗ္ဗာန်ကဝုတ်ဆိုရောက်သွားတာတော့မဟုတ်ဘူးသွားကိုသွားမှရောက်မှာနော်နိဗ္ဗာန်ရောက်ပါရစေနဲ့ပြောနေတယ်မရောက်ဘူးနိဗ္ဗာန်ဟာဘယ်နှရှိတော့ဆိုဘယ်နှရှိမှလည်းမသိဘူးသွားနော်ကိုယ်နဲ့ကပ်နေတာပဲလို့တွေးချင်မှတွေးတာနိဗ္ဗာန်ဆိုတာလည်းတချို့အဝေးကြီးထင်တယ်ဟေသရနာနိဗ္ဗာန်ရှိတယ်လေပဂိုဏနိဗ္ဗာန်ရှိတယ်အဲ့ဒါတော့နည်းနည်းဝေးတာပေါ့ရန်ကုန်ကလူတွေနဲ့ဒါပဲဟေသရလူတွေကတော့နိဗ္ဗာန်နီးနာပဲကပ်ပြီးတော့အဲ့ဒါလို့အယတ္ဌာနာမျိုးလည်းမဟုတ်နိဗ္ဗာန်ဆိုဒီမှာကိုရထားတဲ့ခန္ဓာထာဝရချုပ်ငြိမ်းသွားတာဟာနိဗ္ဗာန်ပဲသူကအခုခန္ဓာကြီးရထားကြတယ်လူတိုင်းခန္ဓာရထားတော့ဘာဖြစ်လဲခန္ဓာရထားတော့လူတွေကပြောရတယ်ပါရတယ်ပြောစရာကောင်းတယ်လို့အောက်မေ့နေကြတယ်အဲဥမှာလေခန္ဓာရထားသည့်အတွက်ကြောင့်တဖြည်းဖြည်းအိုးလာတယ်ယောဂတွေရတယ်နောက်သေရပြန်တယ်နော်ဒီခန္ဓာကိုရထားသည့်အတွက်ကြောင့်ရှောင်လို့ရလားဆိုအိုခြင်းနာခြင်းသေခြင်းကိုရှောင်လို့ရလားဆိုဘယ်ရမှာအချိန်ပိုင်းပဲတနေ့ကျတော့ဒီဗုဒ္ဓဆိုင်ပါချပဲအလုံးသွားတာပဲသွားတော့ရေဝေသွားနေတာပဲဒါအလုံးအဲ့ဒါလို့လောကကြီးဟာဒီဘယ်ဘက်ကိုဥလှည့်ပြီးသွားနေသလဲဆိုတာထင်ရှားတယ်ပေါ့ဒါကြောင့်မို့အဲ့ဒီခန္ဓာဟာအင်တမဒုက္ခပေးတဲ့အရာဖြစ်လို့နိဗ္ဗာန်ဆိုတာတန္တိကေနဝိသနန္တိမဂ္ဂဓမ္မတာခေါ်ပြီးတာတရားဓမ္မနဲ့ပတ်သက်ပြီးတည်တည်ချာချာလေးလာစီဘူးအထုတ်ပြီးတရားနာဘူးတာမျိုးမရှိဘူးဆိုရင်နိဗ္ဗာန်ဟာကိုယ်နဲ့ကပ်နေရတဲ့နဲ့တောင်မသိဘူးလို့ဆိုလို့ဘလို့ကပ်နေတာတော့လို့ပြောမယ်ဆိုရင်ဟောဒီခန္ဓာကြီးကိုရထားတဲ့ခန္ဓာကြီးဟာသင်္ခါရတရားပဲနော်ဖြစ်ပြီးရင်ပြတ်သွားမယ်တန်တရားပဲနိဗ္ဗာန်ဆိုတာအဲ့ဒီခန္ဓာချုပ်ငြိမ်းသွားတာတန်တရားဟုတ်ပဲဖြစ်သွားပြီခန္ဓာဖြစ်နေတာကတန်တရားခန္ဓာချုပ်သွားတာကနိဗ္ဗာန်လို့တို့ဆိုလို့ကတ်နေတယ်ကတ်နေတယ်အဲ့ဒီကတ်နေတဲ့တန်နဲ့နိဗ္ဗာန်ကိုမသိတာလို့တို့ဆိုလို့တယ်ပေါ့အဲ့တော့နိဗ္ဗာန်ကိုသိဖို့ရတဲ့ဟောဒီမဂ္ဂင်၈ပါးနဲ့စီးသွားတယ်ဒီမဂ္ဂင်၈ပါးနဲ့စီးသွားလို့ရှိရင်နိဗ္ဗာန်ကိုသိချာတွေ့မှာပဲဖြစ်တယ်မြတ်စွာဘုရားကနိဗ္ဗာန်သွားတော့မယ်ဆိုရင်လိုအပ်တဲ့အချက်တွေကိုစတင်ပြီးတော့ပြောတာယတ္တတတ္ထာစပညာစဓမ္မာယုတ်တာတတ္ထာ